မြေကွက်လုတ်ကိုမှကြိုက်တယ်ဆိုလို့ရှိရင်ဒီဗီဒီယိုကိုဆက်မကြည့်ပါနဲ့ဒီအိမ်လေးကပြန်နေပြီးတော့ပုပ္ပတိမျိုးညာစေးကြီးကိုလူချင်းမင်းတို့သိတယ်မလားသိတယ်ဆိုလို့ရှိရင်ညာစေးကြီးဘေးနားလေးကစစ်တောင်း9လမ်းပေါ်မှာတရှိတာဖြစ်တယ်ရက်ကွက်အနေနဲ့ကတော့ဇဝနာဒီပါရက်ကွက်ထဲမှာပါမယ်အိမ်ရှိကလမ်းကလည်းကိုကလေးလမ်းခင်ပြီးသားဖြစ်တယ်ဘေးပတ်ဝန်းမှာဆိုလို့ရှိရင်လည်းလူနေရှိတာကိုတွေ့ရမှာဖြစ်တယ်အိမ်ရဲ့အလဲကတော့အနောက်လက်လေးဖြစ်မယ်ချမ်းရှိမှာဆိုလို့ရှိရင်လည်းကျွန်တော်တို့ Cactus ကိုကြေးကြီးလှုပ်ထားပြီးတော့တွေ့ရမှာဖြစ်တယ်ရေမြောင်းတွေဘာကြီးလဲအပြည့်အစုံလှုပ်ထားပေးပြီးသားဖြစ်တယ်နေရာ location အနေထားကတော်တော်လေးမိုက်တယ်ဒါဆိုရင်ကျွန်တော် channel ကိုလိုက်ပြပေးမယ်channel မှာဆိုလို့ရှိရင်လည်းကျွန်တော်ကားတစ်စီးကတော့အသားလေးရက်လို့ရမယ်အနေထားမှာရှိတယ်ဒီအိမ်ကလုံးဝလူမနေရသေးတဲ့အနေထားဖြစ်တယ်အခုမှပဲစောက်လို့ပြီးစီးထားတာဖြစ်ပါတယ်ဒီအိမ်ရဲ့တကားတော့ကျွန်တော်ကချွန်ကြီးပေါင်းတေချာလေးသုံးပေးထားတယ်တော်တော်လေးမိုက်တယ်ဆိုတဲ့အနေထားမှာရှိတယ်မျက်နှာချက်ဒီဇိုင်းကြီးကလည်းတော်တော်လေးဆန်းတယ်အဲခန်းဆိုရင်လည်းအကျယ်ကြီးဒါပေမဲ့အဲခန်းနဲ့ဖျားခန်းကိုကျတော့ partition လေးနဲ့တေချာလေးလုပ်ပေးထားတာတွေ့ရတယ်အဲခန်းမှာဆိုလို့ရှိရင် TV ထားဖို့နေရာကိုကျွန်တော်တို့eco wood နဲ့မှာပဲဗျာနဲ့တေချာလေးလုပ်ထားပေးတာကိုတွေ့ရမှာဖြစ်တယ်TV ထားဖို့ဆင်နေရာကိုလည်းကျွန်တော်တို့ကြိတ်သားတွေနဲ့တေချာလေးလုပ်ထားပေးတာကိုတွေ့ရမှာဖြစ်တယ်တော်တော်လေးမိုက်တယ်ဆိုတဲ့အနေအထားတစ်ခုမှရှိပါတယ်ဗျာကျွန်တော်မြင်နေရတော့ဖျားခန်းဖြစ်ပါတယ်ဖျားခန်းကိုကျွန်တော်တို့လည်းတေချာလေးဒီဇိုင်းလေးနဲ့ compact ဖြစ်ဖြစ်လေးလုပ်ထားပေးတယ်main တကားမှာဆိုလို့ရှိရင်လည်းကျွန်တော်တို့တန်ပန်းတွေတေချာလေးတက်ဆင်ပေးထားတာကိုတွေ့ရမှာဖြစ်တယ်ဒီမှာလည်းမီအားကောင်းတာကိုတွေ့ရမှာဖြစ်တယ်မီအား218က ever ညိတ်တယ်ဆိုတဲ့အနေအထားမှာရှိပါတယ်daylight တင်နဲ့ ventilation ကောင်းအောင်လို့ frame တကားကိုလည်း3ပေါက်စီလှုပ်ထားပေးတာကိုတွေ့ရမှာဖြစ်တယ်တန်ပန်းတန်တကားအကုန်တက်ဆင်ပေးထားပြီးသားဖြစ်ပါတယ်ခင်ဗျဒါကြောင့်မလို့လုံခြုံရေး safety ပိုင်းကတော့လုံးဝဘာမှပြောစရာမလိုတော်တော်လေး fine နေဆိုတဲ့အနေထားမှာရှိတယ်ဒါကတော့ပထမ master gun ဖြစ်ပါတယ်ဒီမှာဆိုလို့ရှိရင် master gun အနေနဲ့ကတော့3ခန်းပါမှာဖြစ်တယ်တရင်လုံးလည်းကျွန်းပါကြီးအပြည့်ခင်းထားတာတွေ့ရမှာဖြစ်တယ်ဒါပေမဲ့မိဖို့ခန်းနဲ့ထမင်းစားကမ်းမှာဆိုလို့ရှိရင်တော့ကြွေပြားနှစ်ပိပတ်လည်းကြွေပြားကြီးကတ်ထားတာကိုတွေ့ရမှာဖြစ်တယ်ဒါကတော့ဒုတိယ master gun ပဲဖြစ်ပါတယ်ဒုတိယ master gun အိတ်ခန်းကတော့ကျဲတယ်ရေရှုခန်းအနေထားကတော့အတော်အသင့်ပဲတော်တော်လေးမစိုးဘူးလို့ပြောလို့ရမယ့်အနေထားမှာရှိတယ်ဒါကတော့တတိယ master gun ဖြစ်ပါတယ်တတိယ master gun လည်းမစိုးဘူးသူကလည်းသူ fine နဲ့အဆင်ပြေတယ်ဆိုတဲ့အနေထားတစ်ခုမှရှိပါတယ်ဒါပေမဲ့ဒီအိမ်မှာဆိုလို့ရှိရင်တော့ကျွန်တော်ရေဝရေအေးရယ်ပတ်တက်ရယ်ပါဝင်မှာဖြစ်ပါတယ်ခင်ဗျတော်တော်လေးမိုက်ပါတယ်ကျွန်တော်တို့ကြွေပြားတွေကိုလည်း9ပေအမြင့်လောက်ထိကတ်ထားတာကိုတွေ့ရမှာဖြစ်တယ်ဒါပြင်တော့ကျွန်တော်ထမင်းစားကန်မိဖို့ကန်ဘယ်လိုအနေထားရှိလဲဆိုတော့လိုက်ပြပေးမယ်ထမင်းစားကန်နဲ့မိဖို့ကန်ကျွန်တော်တွဲရက်လောက်ထားပေးတာကိုတွေ့ရမှာဖြစ်တယ်ကျွန်တော် kitchen counter ရဲ့အပေါ်နဲ့အောက်မှာဆိုလို့ရှိရင်လည်း cabinet တွေလောက်ထားပေးတယ်ဒီဘက်မှာဆိုလို့ရှိရင်လည်းကျွန်တော်တို့ပစ္စည်းတွေတင်ဖို့ပါဖို့ရအောင်ကျွန်တော်စင်လေးကိုနေရာကပ်ပြီးတော့တေချာလေးလောက်ထားပြီးတော့တွေ့ရမှာဖြစ်ပါတယ်cabinet တွေလှုပ်ထားပေးတာဖြစ်တဲ့အတွက်ကြောင့်မလို့လူချင်းမင်းတို့ဘာပစ္စည်းပဲထပ်တာအဆင်ပြေမယ်ဆိုတဲ့အနေအထားတစ်ခုဖြစ်တယ်လူချင်းမင်းတို့နေလည်းဘာမှထပ်လုပ်စရာမလိုဘူးဒါကတော့နောက်ထွက်မဲ့အပေါက်ဖြစ်တယ်ဘယ်ဘက်ချမ်းမှာဆိုလို့ရှိရင်တော့အများဆုံးရေရှုခန်းအိမ်သာရှိရမှာတွေ့ရှိပါတယ်ဘေးပတ်ဝန်းကျင်မှာဆိုလို့ရှိရင်လည်းလူနေရှိတာကိုတွေ့ရမှာဖြစ်တယ်ဒီအသင့်တွေတိုက်ပါမြေခွက်ရဲ့ခေါ်စည်းကတော့ကျပ်သိန်း9650သိန်းတိပဲဖြစ်ပါတယ်လူချင်းမင်းတို့စိတ်ဝင်စားရင်အချိန်မေးလာရောက်ကြည့်ရှုလို့ရပါတယ်ပိုင်ဆိုင်မှုအနေနဲ့ကတော့230 gram မြေမျိုးစားဖြစ်ပါတယ်လူချင်းမင်းတို့ဝေပြီးတာနဲ့အမြေတန်းပြောင်းလို့ရနိုင်မှာပဲဖြစ်ပါတယ်လူချင်းမင်းတို့ဒီအသင့်တွေတိုက်ပါအိမ်ကိုစိတ်ဝင်စားတယ်ကြိုက်နေတဲ့တဲ့ဆိုရင်လာကြည့်ကြတယ်ဆိုရင်ကျွန်တော်တို့ Dragon Home HM ကိုအချိန်မီဆက်သွယ်စုံစမ်းမေးမြန်းလို့ရနိုင်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုမှာပြန်လည်ဆုံတွေ့ပါမယ်